ဒီနေ့သင်ခန်းစာမှာလေ့လာမှာကတော့ changing tone in sentences ဖြစ်ပါတယ်။ကျမတို့ sentence တိစောက်တဲ့အခါမှာ tone တွေမတူဘူးပေါ့နော်။ tone တွေပြောင်းလဲတာလေးရှိတယ်။ဒါလေးနဲ့ပတ်သက်ပြီးတော့လေ့လာမှာဖြစ်ပါတယ်။ဆိုတော့ကျမတို့ပထမဆုံး number 1ကိုကြည့်မယ်ပေါ့နော်။ main idea of the lesson ကျမတို့ဒီလေ့ကျင့်ခန်းဒီသင်ခန်းစာလေးရဲ့ main idea ကိုပြပြရမယ်ဆိုလို့ရှိရင်တော့ you are learning how to ကျမတို့ဘာကိုလေ့လာရမလဲဆိုလို့ရှိရင် change tone feeling ဆိုတော့ feeling ပြောင်းတဲ့အပေါ်မှာမူတည်ပြီးတော့tone တွေက change ဖြစ်သွားတယ်။ဒါကိုလေ့လာရမယ်။နောက်တစ်ခုကကျတော့ sound more powerful, emotional, strategic ပေါ့နော်။ကိုပြောတဲ့အခါမှာအတန်တွေကပို့ပြီးတော့ powerful ပို့ဖြစ်လာမယ်။ဒါမှမဟုတ်လို့ရှိရင် emotional ဖြစ်မယ်။ဒါမှမဟုတ်လို့ရှိရင်နီးဗျူဟာကြကြပြောတဲ့အခါကျလို့ရှိရင်ဘယ်လိုပြောမလဲဆိုတာလေးတွေကိုလေ့လာမှာပဲဖြစ်ပါတယ်။ဒါဆိုရင်ကျမတို့နောက်တစ်ခုထပ်ပြီးကြည့်မယ်ဆိုရင် number 2ကbase sentence ပေါ့။ကျမတို့ base sentence ဆိုတာကဘာလဲဆိုလို့ရှိရင်ကျမအောက်ကစာကြောင်းလေးကိုကြည့်မယ်ပေါ့နော်။ The CEO decided to close the branch. အတိတ်ပဲတော့ CEO က decide လုပ်ပြီးသွားပြီဆုံးဖြတ်ပြီးသွားပြီ to close the branch ဒီ branch ကိုပိတ်ဖို့အတွက်ကိုဆုံးဖြတ်ချက်ချပြီးသွားပြီဒါလေးကိုကျွန်တော်တို့ base sentence လို့သတ်မှတ်လိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်မပြောပြချင်တာက this is neutral no strong feeling ဒီစာကြောင်းလေးကိုကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့ကဘယ်လိုပြောလို့ရလဲဆိုလို့ရှိရင်သူက neutral ဖြစ်တယ်အရင် strong ဖြစ်တဲ့ feeling တွေမပါဘူးသူ့ရဲ့စာကြောင်းပုံမှန် sentence တစ်ခုဖြစ်တယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ number 3ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင် task ကိုကြည့်ပါမယ်။အဓိကအမြင်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ task ကလုပ်ရမယ့်အလုပ်ကဘာလဲဆိုရင် change the feeling ကျွန်တော်တို့ကဒီခံစားချက်ကိုပြောင်းမယ်ပေါ့နော်။ဒီ sentence တစ်ခုကိုနားထောင်လိုက်တဲ့အခါမှာကြားလိုက်တဲ့အခါမှာခံစားရတဲ့ခံစားချက်ကပြောင်းသွားမယ်။ဒီလိုပုံစံမျိုးလေးသွားမယ်ပေါ့နော်။ဆိုတော့ကျွန်တော်တို့ကပြောရမယ်ဆိုလို့ရှိရင် you keep the same meaning ကျွန်တော်တို့အဓိပ္ပာယ်ကတော့အတူတူပဲ။ပြောလိုက်တဲ့စကားရဲ့အဓိပ္ပာယ်ကတော့အတူတူပဲ but ဒါပေမဲ့ change the tone ကျွန်တော်တို့ကထုံးတွေကို change တာကိုလဲပစ်တာပြောင်းပစ်တာကိုလေ့လာမှာပဲဖြစ်ပါတယ်။ခေတ္တဆိုလို့ရှိရင်ကျမတို့ခေါင်းစဉ်လေးကြည့်မယ်ပေါ့နော်။ခေါင်းစဉ်ကကျမပြောပြရမယ်ဆိုလို့ရှိရင် three types of tone ကိုကျမတို့လေ့လာမှာဖြစ်တယ်။ကျမတို့ tone အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်3မျိုးရှိတယ်ပေါ့နော်။ဒါ super simple ကျမအရှင်းဆုံးဖြစ်အောင်ပြောပြထားတာပေါ့နော်။ဆိုတော့ three types of tone ကိုလေ့လာရမယ်။ဆိုတော့ number 1ကဘာလဲဆိုလို့ရှိရင် regretful but firm ဆိုတော့ regretful ဆိုတော့ဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ကျမတို့ပေါ့နော်ဒီအနည်းငယ်ခံစားချက်လေးပါတယ်ဒါပေမဲ့သတင်းကတော့ဒီ information တော့တိတိကျကျဖြစ်ကြမယ်ဆိုတော့ regretful ဖြစ်မယ်ဒါပေမဲ့ firm ဖြစ်မယ်ပြောရမယ်ဆိုလို့ရှိရင် corporate tone ပေါ့နော်ကျမတို့ဒီလုပ်ငန်းဝင်ဆိုင်ရာပြောတဲ့ပုံစံမျိုးသွားမယ်ပေါ့နော် okay ဆိုတော့ feeling ကိုကြည့်မယ်ဆိုလို့ရှိရင် a bit sad နည်းနည်းလေးတော့ဝမ်းနည်းမှုလေးပါတယ်but ဒါပေမဲ့ still strong decision ဒါပေမဲ့ဒီဆုံးဖြတ်ချက်ချထားတဲ့ decision ဟာလုံးဝ strong ဖြစ်တဲ့ decision တစ်ခုဖြစ်တယ်ဒါကိုကျွန်တော်တို့လေ့လာမှာဖြစ်တယ် so example ဥပမာပြပြမယ်ဆိုရင် although it was a veryမပါဘူးနော် although it was a difficult decision so ဒီ decision ဟာတော်တော်ခက်ခဲတဲ့ decision ဖြစ်တယ်ဒါပေမဲ့လေပြောရမယ်ဆိုရင်တော့ the CEO ultimately decided to close the branch CEO ကပြောရမယ်ဆိုလို့ရှိရင်တော့ဒီ branch ကိုတော့ပိတ်ဖို့အတွက်ကိုသူ decide လုပ်ပြီးသွားပြီဒီလိုမျိုးလေးသူပြောလိုက်တယ်ပြောတဲ့စကားကတော့စနအရှိရပြောတဲ့ပုံစံလိုမျိုးပဲ CEO ကဒီပေါ့နော်ဘယ်လိုခေါ်မလဲဆိုဒီ branch ကိုပိတ်တော့မယ်ဆိုတော့ဟာ decision ချပြီးပြီဒါပေမဲ့ခံစားချက်လေးအနေငယ်ထည့်လိုက်တာပေါ့နည်းငယ်လေးဒီ one net ပူဆွေးမှုလေးဖြစ်နေရဲဆိုတာလေးကိုသိအောင်တော့ပြလိုက်တာဒါလေးကိုသိစေချင်တာပေါ့နော်ဆိုတော့ဘယ်လိုပြောလိုက်လဲဆိုရင် although it was a difficult decision ပြောချင်တာအရင်ခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုတော့ဖြစ်ပါတယ်ဒါပေမဲ့လည်းသူဆုံးဖြတ်ပြီးသွားပြီပေါ့ဒီသဘောမျိုးလေးပြောတာပေါ့နော်ဆိုတော့ although it was a difficult decision the CEO ultimately decided to close the branch ဆိုပြီးတော့ပြောလိုက်ပါတယ်ဆိုတော့ဒီနေရာမှာ keywords လေးကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင် difficult ဆိုပြီးထည့်လိုက်တယ်ထည့်လိုက်တဲ့အခါမှာစကားပို့ပြီးတော့လေးနက်မှုအတိတ်ပဲကွာသွားတယ်ပေါ့နော်ဒီ information ကြီးပဲတည်းရဲ့သွားတာထက်စားလို့ရှိရင်တော့ difficult ဖြစ်ပါတယ်ဆိုတော့သိအောင်ပြောလိုက်တယ်ဆိုတော့ကျွန်တော်တို့စကားပြောတဲ့အခါမှာလည်းစကားကိုဒီ information ပုံစံကြီးပဲသွားတဲ့အခါကျလို့ရှိရင်ခံစားချက်မပါဘူးပေါ့နော်ဆိုတော့ကိုကဝမ်းနေနေရလားပူဆွေးနေရလားဒေါသထွက်နေရလားခံစားချက်တွေအမျိုးမျိုးရှိတယ်ဆိုတော့အတိတ်ပဲလေးတွေပို့ပြီးတော့လေးလေးနက်နက်ဖြစ်အောင်လို့ဘယ်လိုမျိုးလေးပြောလို့ရလဲဆိုတာလေးတွေကိုလေ့လာနေတာဖြစ်ပါတယ်ခေဒါဆိုလို့ရှိရင်ကျွန်တော်တို့နံပါတ်2ကိုစပ်ပြီးတော့ကြည့်မယ်ပေါ့နော် cold and strategic ဆိုပြီးပြောထားတယ်ဒီကွင်းဆောင်ကွန်မိတ်ထဲမှာတော့ Machiavellian ဆိုပြီးတော့ပြောထားတယ်ပေါ့နော်အဓိကအပြင် cold and strategic ဆိုတော့ပြောချင်တဲ့ information ကိုငြိမ်ငြိမ်သက်သက်ပဲပြောသွားမယ်ဒါပေမဲ့နီးဗျူဟာကြကြပြောစရာရှိတာကိုပြောသွားမယ်ပေါ့နော်ဆိုတော့ဒါကိုကျွန်တော်တို့ Machiavellian လို့လည်းပြောကြတယ်ပေါ့နော်ဆိုတော့ပြောရမယ်ဆိုလို့ရှိရင် feeling နေနဲ့ပြောမယ်ဆိုတော့ no emotion ဘာခံစားချက်မှအဓိကအမြင်ပြနေ
ခြင်းတဲ့သဘောမရှိဘူးဝမ်းနေနေတဲ့ပူဆွေးနေတဲ့ပျော်နေတဲ့ဝမ်းသာနေတဲ့ဘာတစ်ခုမှမပါဘူး emotion မပါဘူးပြီးတော့လို့ရှင်နောက်တစ်ခါ very calculated ဆိုတော့ပြောရရင်တွက်ချက်ထားပြီးသားပေါ့နော်ပြောစရာရှိတယ်ဆိုတဲ့အရာကိုပြောမယ်တိတိကျကျပဲသွားမယ်ဆိုတဲ့ပုံစံပြောပြီးသားပေါ့နော်ဒီလိုမျိုးပြောတဲ့ပုံစံလေးကိုပြောချင်တာပေါ့နော်ဆိုတော့ example ပေါ့ဥပမာအဖြစ်ပြပြရမယ်ဆိုရင် the CEO made a calculated decision ဆိုတော့ CEO ကလုပ်ပြီးသွားပြီ decision လုပ်ပြီးသွားပြီဘယ်လိုလဲဆိုလို့ရှိရင်တကယ်ကို calculated decision တိတိကျတွက်ကြအောင်ဖြစ်တယ်တွက်ပြထားတဲ့ဒီတွက်ချက်ပြီးသွားတယ်ပေါ့နော်တွက်ချက်ပြီးသွားတဲ့ဒီ decision ကို CEO made လုပ်လိုက်ပြီဆိုတဲ့သဘောပေါ့နော်ဆိုတော့ the CEO made a calculated decision ဘာလို့လဲဆိုရင် to shut down the branch ဒီ branch ကိုပိတ်ဖို့အတွက်ကိုသူ calculated decision လုပ်ပြီးသွားပြီ for strategic reasons ဆိုတော့ဒီ new ဟာကြားတဲ့ဒီဘယ်လိုခေါ်မလဲ reason တွေအကြောင်းပြချက်တွေနဲ့ကိုက်ညီပြီးတော့သူပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ဒီ branch ကိုပိတ်ဖို့အတွက်ကိုသူတို့ calculated decision လုပ်ပြီးသွားပြီဆိုပြီးပြောလိုက်တယ်ဆိုတော့အဓိပ္ပာယ်ကဘယ်လိုဖြစ်သွားမလဲဆိုလို့ရှိရင်နည်းနည်းပေါ့ဒီဘယ်လိုခေါ်မလဲဆိုလို့ရှိရင်လုပ်ငန်းခွင်ဆိုင်ရာတိကျပြောတဲ့ပုံစံမျိုးပေါက်သွားတယ်ဆိုတော့သူပြောချင်တာကိုပဲသူပြောသွားတယ်ဒါပေမဲ့သူမှခံစားချက်မပါဘူးဝမ်းနေနေလည်းမပါဘူးပူဆွေးနေလည်းမပါဘူးဒါပေမဲ့လှုပ်ထိုက်တဲ့အတွက်ကြောင့်လှုပ်သွားတယ်ဆိုတဲ့ပုံစံမျိုးပေါက်တယ်ပေါ့နော်အဲ့တော့ပြောရမယ်ဆိုရင် the CEO made a calculated decision to shut down the branch for strategic reasons ဆိုပြီးပြောသွားတယ်ပေါ့နော်ဆိုဒီနေရာမှာဆို keyword ကတိထားမှာဒီ calculated တလုံးအဲ့ဒီ calculated တလုံးကတော်တော်အရေးပါတယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဒီ decision ကြီးပဲမဟုတ်သူဒီ calculated ထည့်လိုက်တဲ့အတွက်ကြောင့်တွက်ချက်ပြီးမှလုပ်တဲ့ decision တစ်ခုဖြစ်တယ်ဆိုတော့ပို့ပြီးတော့လေးနက်ဖြစ်သွားတယ်ပြီးတော့ဒီ emotion အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်လည်းဘာ emotion မှမပါဘူးဆိုတဲ့သဘောမျိုးဖြစ်သွားတယ် strategic ပေါ့ဘယ်လိုခေါ်မလဲဆိုလို့ရှိရင်လှုပ်ထိုက်တဲ့အတွက်ကြောင့်လုပ်ငန်းခွင်နဲ့ဆိုင်တဲ့ view high နဲ့ပတ်သက်တဲ့အတွက်ကြောင့်ဒီ view high နဲ့ပတ်သက်တဲ့ reason တွေကြောင့်ဘလို့သူဒီလိုလုပ်လိုက်တယ်ပေါ့ဆိုတော့ keyword အနေနဲ့ပြောရမယ်ဆိုလို့ရှိရင် calculated နဲ့ strategic လို့ပြောလို့ရတယ် feeling အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်ဘာ feeling မှမပါဘူးသူပြောသွားတဲ့ပုံစံ cold ဖြစ်တယ် strategic ဖြစ်တယ်ဒါအောင်မှ clear feeling လို့လည်းပြောရဲပေါ့နော်ဆိုတော့ကျွန်တော် number 3ကိုထပ်ပြောကြည့်မယ်ဆိုရင် desperate and hurried လို့ပြောရဲပေါ့နော် hurried ပေါ့ဆိုတော့ဒီကွင်းမိတ်တွေမှာဆို crisis လို့ပြောထားတယ်ပေါ့ပြောရမယ်ဆိုလို့ရှိရင်ဒီအားကျတော့နည်းနည်းလေးဒီခံစားချက်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်နည်းနည်းအားချမ်းဖြစ်တယ် panic ဖြစ်နေတယ် pressure ဖြစ်နေတယ်ပေါ့နော်လန့်နေတယ်ဒီလိုမျိုးအရန်လန့်နေရဆိုတဲ့ပုံစံမျိုးသွားမယ်ပေါ့နော်ပြောတဲ့ information ဒီအတူတူပဲဒါပေမဲ့ဒီထုံးနေပြောင်းသွားတာနဲ့ဒီအခြေအနေတွေပြောင်းသွားတာနဲ့ပြောပုံပြောနည်းကွဲသွားတယ်ဒါတော့အဓိကအပြင်လေ့လာရမယ်ပုံစံမျိုးပေါ့နော်ဆိုတော့ feeling အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်အရန်အားချမ်းဖြစ်နေတယ် panic ဖြစ်နေတယ် pressure ဖြစ်နေတယ်ဥမာအပြင်မျိုးလုံးထဲမှာမြင်အောင်ပြောပြရမယ်ဆိုလို့ရှိရင်ဒီပေါ့နော်တဘာဝဘေးရန်နေပေါ့ငလင်လှုပ်တဲ့အခါမျိုးကြလို့ရှိရင်ငလင်လှုပ်နေတယ်ဆိုတာကိုငလင်လှုပ်နေတယ်ဆိုပြီးတော့နည်းနည်းတော့ emotion ပါကြတယ်လန့်နေတယ်ဆိုတဲ့ခံစားချက်ပါမယ်အဲ့လိုမဟုတ်ဘဲနဲ့ငလင်လှုပ်နေတယ်ဆိုဒါကြီးကတိတ်ပဲမရှိဘူးပေါ့နော်လေးနှက်မှုလည်းမတူဘူးဒီသဘောမျိုးလေးကိုပြောချင်တာပေါ့နော်ဆိုတော့ဒီ desperate and hurried ကကြတော့ဒီကျွန်တော် crisis ပုံစံမျိုးသွားရတဲ့အတွက်ကြောင့် feeling လေးနဲ့ပြောမယ်ဆိုရင် urgent ဖြစ်တယ် panic ဖြစ်တယ်ဒီ pressure ပါတယ်ဒါကိုသိဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့က example အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင် due to immediate pressures လို့ပြောလိုက်တယ်သူကစလာတဲ့ immediate pressure ဆိုပြီးလာတယ်ဆိုတော့ပြောချင်တာကအရန်ကိုဒီအလင်းအမြန်လောက်ရမယ်ဒီ pressure တွေရှိနေတယ်အဲ့ဒီအတွက်ကြောင့်ဘာလုပ်လဲဆိုရင် the CEO had no choice CEO မှာဘာမှရွေးချယ်စရာမရှိတော့ဘူးသူမှာ no choice ဖြစ်နေပြီbut ဒါပေမဲ့ to close the branch ပြောရမယ်ဆိုလို့ရှိရင်တော့ပိတ်ကိုပိတ်ရမယ် no choice ဖြစ်နေပြီအရင် immediate ဖြစ်တဲ့ pressure တွေရှိနေတဲ့အတွက်ကြောင့် CEO ခင်ဗျာမှာလည်းဒီ branch ကိုပိတ်လိုက်ရပါတယ်ဆိုတဲ့ပုံစံမျိုးလေးပေါ့နော်ဝမ်းနေစရာပူဆွေးစရာလေးလို့သူပြောလိုက်တယ်ပြောရရင်တော့ပိတ်လိုက်ရတယ်ဆိုတာကဘယ်လိုခေါ်မလဲဘာမှရွေးချယ်စရာမရှိတော့ဘူးပိတ်ရတော့မယ်နီးလမ်းမရှိနေတယ်အဲ့ဒီအတွက်ကြောင့်သူပိတ်လိုက်ရတာပါဆိုတဲ့သဘောမျိုးလေးတော့ပြောပြတာပေါ့နော်ပြောရမယ်ဆိုတော့မြန်မာလိုပြောမယ်ဆိုနည်းနည်းငိုပြတဲ့ပုံစံမျိုးလေးသွားတာပေါ့နော်ဒါလေးကိုသိစေချင်တယ်ဆိုတော့ဘယ်လိုပြောလိုက်လဲဆိုရင် due to immediate pressures the CEO had no choice but to close the branch ဆိုပြီးတော့သူကပြောလိုက်ပါတယ်ဒီနေရာမှာဆိုကျွန်တော်တို့ keyword တွေအနေနဲ့ကြည့်ဖို့လိုအပ်တာသိဖို့လိုအပ်တာ urgent ဆိုပြီးတော့သွားထားတယ်ပေါ့နော်ဆိုတော့ဘယ်လိုခေါ်မလဲဆိုလို့ရှိရင်အရန် urgent ဖြစ်နေတယ်သူဘယ်လိုခေါ်မလဲဒီလိုအခြေအနေတွေအရန်ကိုဘယ်လိုခေါ်မလဲအလင်းအမြန်လုံးဝမဲ့ကိစ္စတွေဖြစ်နေတဲ့ကြောင့်သူမှပိတ်လိုက်ရတယ်ပေါ့ဒီသဘောမျိုးလေးဖြစ်သွားတာပေါ့နော်ဆိုတော့ feeling နဲ့ဆို urgent ဖြစ်တယ်ဒါကိုနားထောင်လိုက်တာနဲ့ဟဲအဲ့လိုဖြစ်သွားတာလားဆိုရယ်ခံစားချက်ဖြစ်စီရယ်ပေါ့နော်တစ်ဖက်နားထောင်တယ်လို့ဆိုလို့ရှိရင်လေပြီးတော့နောက်တစ်ခါကျ no choice သူမှလုံးဝရွေးချယ်စရာမရှိဘူးပေါ့ no option ပေါ့ပြောရရင်တော့ဘာမှဟုတ်ထပ်ပြီးတော့ဒီဆိုင်ပိတ်တာမှလွယ်လို့ဒီ branch ကိုပိတ်လိုက်တာလွယ်လို့ဘာမှလုပ်လို့မရတဲ့အနေအထားဖြစ်နေတယ်ပေါ့ဟဲသနာပါတယ်ပေါ့ဒီမှာနားထောင်တဲ့လူကဒီလိုခံစားချက်လေးဖြစ်စီရယ်ပေါ့နော်နောက်တစ်ခါကျ pressure ဆိုတာရန် pressure တွေပြိနေတယ်
ဒီလိုမျိုးလေးပြောကြရလေကျမတို့မြန်မာမှာဆိုလဲ pressure အရင်များတာပဲဒီအလုပ်က pressure အရင်များတယ်မကိုက်ဘူးလို့မျိုးပြောကြတယ်ပေါ့နော်ဆိုတော့ဒါဒီ keyword လေးတွေဒီလိုမျိုးလေးထည့်လိုက်ခြင်းအပြင်ခန်းစားချက်ကိုပြောင်းစေတယ်ပေါ့ဒါကိုသိစေချင်တာဖြစ်ပါတယ်ဒါဆိုကျမတို့နံပါတ်3ကကြာဒီ crisis ပုံစံမျိုးပြောတဲ့ပုံစံမျိုးပေါ့နော် desperate and hurried ဖြစ်ပါတယ်ဒါဆိုကျွန်တော် second part လေးကိုထပ်ပြီးတော့ကြည့်ပါမယ်ကျွန်တော် reflection question လေးတွေရှိတယ်ပေါ့နော်ဒါလေးလေ့လာပါမယ်ဆိုတော့ number 1ကိုစပြီးတော့ကြည့်မယ်ဆိုတော့ where did you feel friction ဆိုပြီးတော့ကျွန်မမေးချင်တယ်ဆိုတော့ဒီခံစားချက်အနေနဲ့ပြောမယ်ဆို friction တွေကိုဘယ်မှာရှိလဲနည်းနည်းလေးရှုပ်ထွေးတယ်ဆိုရဲခံစားချက်လေးတွေဘယ်လိုပုံစံမျိုးမှာဖြစ်တယ်လဲကျွန်တော်တို့ဒီ communication လုပ်တဲ့အခါမှာ sentence တိဆောက်တဲ့အခါမှာပေါ့နော်ဆိုတော့အဓိကအမြင်ပြောချင်တာကတော့ means ကပြောချင်တာက where did you struggle when speaking စကားပြောတဲ့အခါမှာဘယ်နေရာလေးမှာနည်းနည်းလေးအခက်အခဲလေးကြုံရလဲဆိုတာလေးကိုမေးချင်တာဖြစ်တယ်ပေါ့နော်ဆိုတော့ဥပမာဖြင့်ပြောရမယ်ဆို example အနေနဲ့ဖြေပြရမယ်ဆိုရင် I felt friction ဆိုတော့ friction တွေဖြစ်တယ်ဘယ်အချိန်လဲဆိုရင် when trying to use ဘယ်အချိန်မှာလဲဆိုလို့ရှိရင် inversion ဆိုတော့ကျွန်တော်တို့ရှေ့ lesson မှာသင်ပြီးပြီပေါ့နော်ဆိုတော့ကျွန်တော်တို့လေ့လာပြီးတော့တဲ့အခါမှာ inversion ကိုသုံးတဲ့အခါမှာနည်းနည်းfriction လေးဖြစ်တယ် because ဘာဖြစ်လို့လဲဆိုလို့ရှိရင် I had to think a lot ဘာလို့လဲဆိုတော့အများကြီးတွေးရတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဆိုတော့ကိုက used to မဖြစ်သေးဘူးဆိုရင်ဒီ inversion သုံးတဲ့အခါမှာနည်းနည်း friction ဖြစ်တယ်ပေါ့နော်ဒါက English ကလေ့လာနေတဲ့အခါမှာဘယ်လိုပဲဖြစ်ဖြစ်ပေါ့ကိုအခုမှအသက်ဆန်းလေ့လာထားတယ်သင်ထားတယ်ဆိုလို့ရှိရင်သုံးတဲ့အခါမှာတော့နည်းနည်းတော့ဘယ်လိုခေါ်မလဲစဉ်းစားရတယ်ပို့ပြီးတော့စဉ်းစားရတဲ့ပုံစံလေးရှိတယ်ပေါ့ဒါလေးကိုပြောပြတာဖြစ်ပါတယ်ဆိုတော့ဒါဆိုကျွန်တော်တို့ number 2ကိုဆက်ပြီးတော့ကြည့်ပါမယ်So did inversion make you sound more authoritative ဆိုပြီးပြောထားတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ inversion ကိုသုံးတဲ့အခါမှာကျွန်တော်စကားပြောတဲ့အခါမှာပို့ပြီးတော့ authoritative ဖြစ်စေသလားဆိုပြီးသူကပြောထားတယ်ဆိုလိုချင်တာအဓိကအပြင် did you feel more powerful confident ဆိုပြီးပြောချင်တာကျွန်တော်တို့ဒီ inversion တွေသုံးပြီးတော့ပြောတဲ့အခါမှာဘယ်လိုခံစားရစေလဲပို့ပြီးဘယ်လိုခေါ်မလဲစကားလုံးထိပ်ပဲကြီးသွားတယ် powerful ဖြစ်စေတယ် confident ပို့ပြီးတော့ဖြစ်စေတယ်ဆိုတော့ခံစားချက်တွေခံစားရလားဆိုပြီးသူကမေးထားတာဖြစ်ပါတယ်ဆိုတော့ example အနေနဲ့ဗာပြောရလဲဆိုရင် Yes, I sounded more formal and strong ပေါ့နော်လိုမျိုးလေးပြန်ဖြေတယ်ပေါ့နော်ဥပမာပြောရမယ်ဟုတ်တယ်ဒါ inversion တွေသုံးတဲ့အခါကျလို့ရှိရင်နည်းနည်းလေးပို့ပြီးတော့ formal ဖြစ်သွားတယ်လို့ခံစားရတယ်ပြီးသွားတဲ့အခါကျလို့ရှိရင်နည်းနည်းပေါ့ပို့ပြီးတော့ strong ဖြစ်တဲ့ English ကိုသုံးနိုင်တယ်ဆိုတဲ့ခံစားချက်တွေဖြစ်စေတယ်ပေါ့နော်ဒီကပဲကျွန်တော်တို့အရှိမှလည်း inversion သင်ခန်းစာတွေလေ့လာပြီးပြီပေါ့နော်ဒါတွေသုံးတဲ့အခါမှာပို့ပြီးတော့နည်းနည်းလေးလေးနက်မှုလေးရှိလာတယ်ဆိုတဲ့ခံစားချက်လေးဖြစ်စေပါတယ်ဒါလေးကိုမျှဝေပေးထားတာပါဒါမှမဟုတ်လို့ရှိရင် or ဗာပြောလို့ရလဲဆို no I felt less natural and slower ဆိုပြီးဖြစ်တာလည်းဖြစ်နိုင်တယ်ပေါ့နော်တရားနဲ့တရားနဲ့မတူမခံစားရဘူးခံစားရတာဘယ်လိုခံစားရလဲဆိုလို့ရှိရင်သိပြီးတော့သဘာဝကြားတယ်လို့မခံစားရဘူးဒါမှမဟုတ်လို့ရှိရင်နှေးသွားတယ်လို့ခံစားရတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်ဒါတော့ကိုက inversion ကိုစပြီးတော့လေ့လာပြီးတော့စပြီးတော့ခုမှသုံးနေတာဖြစ်တဲ့ကြောင့်သိပြီးတော့ natural ဆန္ဒမျိုးလည်းဖြစ်ချင်မှဖြစ်လိမ့်မယ်ဒါပေမဲ့ပို့ပြီးတော့များများလေ့ကျင့်လေးများများသုံးလေးပို့ပြီးတော့ natural ဆန်ဆန်လေးတော့ဖြစ်လာမယ်လို့ပြောချင်ပါတယ်ဆိုတော့နောက်တစ်ခုကကြတော့ super simple summary ပေါ့နော်တကယ်ကိုအရင်လွယ်ကူရိုးရှင်းတဲ့တော်တော်ရိုးရှင်းတဲ့ summary အနေနဲ့ပြောပြရမယ်ဆိုလို့ရှိရင် this lesson teaches you ကျွန်တော်တို့ဒီသင်ခန်းစာကျောင်းသားကိုဘာကိုလေ့လာခွင့်ပေးမလဲဘာကိုသင်ကြားပေးမလဲဆိုလို့ရှိရင် same sentence ကျွန်တော်တို့ဒီစာကြောင်းတွေကတော့အတူတူပဲရေးလိုက်တဲ့စာကြောင်းရဲ့အတိတ်ပဲပေးခြင်းတဲ့ information အတူတူပဲဒါပေမဲ့ different feelings don't ဖြစ်သွားမယ်ဆိုတော့ပြောခြင်းတဲ့ဒီ information ပေးခြင်းတဲ့ information အတူတူပဲဒါပေမဲ့ခံစားချက်တွေမတူဘူးတုံးတွေမတူဘူးဆိုတာကိုသင်ကြားရမှာဖြစ်တယ်ပေါ့နော်ဆိုတော့ပြောမယ်ဆိုလို့ရှိရင်ကျွန်မအရှိမပြောခဲ့တယ်လို့ပဲပေါ့နော်ဒီစကားပဲပြောလိုက်တာရယ်ဒါပေမဲ့အရန်လန့်သွားတယ်အရန်စိတ်ပူရတယ်ဆိုခံစားချက်ဖြစ်စေတာလားဒါမှမဟုတ်လို့ရှင်လှုပ်တင်လှုပ်ထိုက်လို့လှုပ်လိုက်တဲ့ပုံစံမျိုးဖြစ်စေတာလားဒါမှမဟုတ်လို့ရှင်ဘာခံစားချက်မှမပါဘူးပုံမှန်ငြိမ်ငြိမ်ကြီးပဲပြောချင်တာလားပုံစံတွေတစ်ခုနဲ့တစ်ခုမတူဘူးပေါ့ဒါလေးတွေကိုလေ့လာအောင်မှာဖြစ်ပါတယ်လို့ပြောချင်တာဖြစ်ပါတယ်။ Okay ဆိုတော့ကျွန်တော်နောက်တစ်ခုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော် task အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင် upgrade sentences ပေါ့နော်ကျွန်တော်စာကြောင်းနေရာဒီတိုင်းရိုးရိုးကြီးပဲပြောရင်တော့ပုံမှန်သဘောမျိုးပဲသွားမယ်ဒါပေမဲ့အဲ့ဒါလေးတွေနည်းနည်းကျွန်တော်တို့ upgrade လေးလုပ်မယ်ပို့ပြီးတော့တစ်ဆင့်မြင့်မယ်ပေါ့နော်ဒီလိုပုံစံမျိုးလေးသွားမယ်ပေါ့နော်ဆိုတော့ပြောရမယ်ဆိုရင် change each sentence using ဆိုတော့ကျွန်တော်စာကြောင်းတွေကိုပြောင်းလဲပြင်မယ်ဘာတွေသုံးပြီးတော့ပြောင်းလဲမလဲဆိုလို့ရှိရင် negative inversion သုံးမယ်ကျွန်တော် inversion ကြောင်းလေးလေ့လာပြီးပြီပေါ့နော်ဆိုတော့ဒီနေရာမှာကျွန်တော်စာကြောင်းတွေကို negative inversion ပြောမယ်ပြောင်းပြီးသုံးမယ်နောက်တစ်ခုကကျ it clef အနေနဲ့ပြောင်းပြီးတော့သုံးတာလေးလေ့လာမယ်နော်ဆိုတော့ number 1က negative inversion လေ့လာမယ် number 2ကကျွန်တော် it clef ဆိုပြီးတော့သွားမှာဖြစ်ပါတယ်ဆိုတော့ဒါတွေကိုရှင်းပြပေးမှာပါဘာတွေပြောနေတာလဲမသိဘူးဆိုပြီးတော့မဖြစ်ပါနဲ့နောက်မှာရှင်းပြမှုလေးပါပါတယ်နော်ဒါဆိုကျွန်တော်တို့စလိုက်ပါမယ်ဆိုရင်ကျွန်တော် sentence လေးစပြီးကြည့်မယ်ပေါ့နော် sentences ပေါ့ပထမဆုံးအကြောင်းကိုကြည့်မယ်ဆိုလို့ရှိရင်ဘာလဲဆိုလို့ရှိရင် the team didn't meet the deadline ဆိုပြီးပြောထားတယ်အဓိပ္ပာယ်ကတော့
the team က didn't meet the deadline အောင်မမီခဲ့ဘူးဒီသဘောပြောချင်တာဖြစ်တယ်နောက်တစ်ခုထပ်ကြည့်မယ်ဆိုရင် the software lacks user friendly features so software တစ်ခုရှိတယ်အဲ့ဒီ software ကဘာတွေမရှိဘူးလဲ lack ဖြစ်နေတယ်ဘာတွေ lack ဖြစ်နေလဲဆိုရင် user friendly features တွေသူ့မှာမရှိဘူးအဲ့ software ကသိပြီးတော့ user friendly မဖြစ်ဘူးလို့ပြောချင်တာပေါ့နော် okay ပြီးနောက်တစ်ခုထပ်ကြည့်မယ်နောက်တစ်ခုက the budget wasn't enough so budget ကလောက enough မဖြစ်နေဘူးဒီသဘောပြောချင်တာဖြစ်တယ်ဆိုတော့ဒါ sentence ပုံမှန်ပြောပြနေရပါတော့တိတ်ပဲဘာသာပြန်ပေးနေတာဖြစ်တယ်ဆိုတော့နောက်တစ်ခုကြည့်မယ် so management didn't consider feedback management ကလေလုံးဝဒီ feedback ကို consider တော့မလုပ်ခဲ့ဘူးဆိုတဲ့သဘောကိုပြောချင်တာဖြစ်တယ်ဆိုတော့နောက်တစ်ခုကြည့်မယ်ဆိုရင် the training didn't improve productivity so သူက training တော့ပေးလိုက်တယ်ဒါပေမဲ့အဲ့ဒီ training ဒီ productivity အတွက်ကိုဘာမှ improve ဖြစ်မလာဘူးဘာမှမတိုးတက်လာဘူးဒီသဘောလေးပြောလိုက်တယ်ဆိုတော့ပြောရမယ်ဆိုလို့ရှိရင်ဒီစာကြောင်းတွေအကုန်လုံးဒီ information ကတော့ပေးနေတယ်ဒါပေမဲ့ပုံမှန်ပဲလို့ပြောလို့ရတယ်ဆိုတော့ပြန်ပြီးတော့ပြောပြပေးမယ်ဒီစာလေးနားထောင်ပြပါနော် okay so the team didn't meet the deadline the software lacks user friendly features the budget wasn't enough management didn't consider feedback the training didn't improve productivity ဆိုပြီးတော့ပြောတာဖြစ်ပါတယ် okay ဆိုတော့ဒီနေရာမှာဘာပြောရလဲဆိုရင်ကျွန်တော် number 1ကိုကြည့်မယ်ပေါ့နော်The team did not meet the deadline ရှေ့မှာကျွန်တော်ပြထားတယ် sentence လေးအတိုင်းပဲပေါ့နော်ပြောပြရမယ်ဆိုရင် the team ကဘာဖြစ်သွားလဲဆိုရင် did not meet the deadline ဆိုတော့ဒီ deadline ကိုမမီခဲ့ဘူးဆိုတဲ့သဘောလေးကိုပြောချင်တာဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကဒါကိုဆိုတော့ negative inversion နဲ့ပြောင်းမယ်နောက်တစ်ခုက eclipse နဲ့ပြောင်းမယ် okay ဒါဆိုလို့ရှိရင် negative inversion ဆိုဘယ်လိုပြောင်းမလဲဆိုရင် not a single member of the team met the deadline ကျွန်တော် negative sense ပြောလိုက်တာနည်းနည်းလေးပို့ပြီးတော့ serious ဖြစ်သွားစေတယ်။မြန်မာလိုပြောမယ်ဆိုလို့ရှိရင်ဒီအဖွဲ့က deadline ကိုမမီခဲ့ဘူးဒီသဘောမျိုးလေးပဲဖြစ်သွားတယ်။ဒါပေမဲ့ negative inversion ပြောလိုက်တဲ့အခါမှာဒီအဖွဲ့မှာရှိတဲ့လူကတယောက်လေးတောင်မှ deadline ကိုမီသွားခဲ့ခြင်းမရှိဘူး။အားကြီးနဲ့ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်မြန်မာကားတခုလိုမြင်အောင်ကြည့်လိုက်ကျွန်တော်ပုံမှန်ပဲမင်းသမီးပြောတာနဲ့ villain ရောက်လာပြီးပြောတာနဲ့မတူဘူးရုပ်တရက်ဘယ်လိုခေါ်မလဲ management hack ကနေလာတယ်ပေါ့နော်ဥမာအဖြစ်ပုံမှန်တိုင်းပဲပြောမယ်ဆိုလို့ရှိရင်ဒီအဖွဲ့ကမမီလိုက်ဘူး deadline ကိုဒါဆိုပုံမှန်ပဲဒါပေမဲ့ villain ရောက်လာပြီးပြောမယ်ဆိုလို့ရှိရင်နင်တို့အဖွဲ့တွေကတယောက်တောင်မှdeadline ကိုမှီခဲ့ခြင်းမရှိဘူးနင်တို့အလုပ်ကိုဘယ်လိုလုပ်နေတာလဲဒီသဘောမျိုးပေါ့အဲ့လိုဖြစ်သွားပြီဆိုတော့အားကြီးနဲ့ပြောတာပေါ့ပြောရရင်တော့ဒါပေမဲ့လေးနက်မှုကအရန်กว่าပါတယ်နော်လူရှိန်နာခြင်းလဲกว่าတယ်ဒါကိုသိစေချင်တာဖြစ်တယ်ဆိုတော့ဘယ်လိုပြောလိုက်လဲဆိုရင် not a single member of the team met the deadline နည်းနည်းအားကြီးပါတယ်ပေါ့နော်ဒါလေးကိုသိစေချင်ပါတယ်ခေဆိုနောက်တစ်ခုတက်ကြည့်မယ်ဆိုရင် eclipse နဲ့တွားမယ်ဆိုရင်ဘာပြောရလဲဆိုရင် it was the team's failure to meet the deadline that caused the delay ဆိုပြီးပြောထားတယ်။ဒါကကျတော့နည်းနည်းလေးတစ်ဖက်ကိုစောင်းပေးပြီးပြောချင်တာပေါ့နော်။ပြောရရင်အဲ့ဒါဘယ်လိုခေါ်မလဲဆိုလို့ရှိရင် team ညောင်ပေါ့ team ရဲ့အမှားပေါ့ team ရဲ့အရှုံးပေါ့ဒီလိုမျိုးပြောချင်တာ team failure ပေါ့ it was a team's failure ဆိုတော့ဟုတ်တယ်ထောက်ခံနေတဲ့သဘောမျိုးလေးပါတယ် it was ဘာကြောင့်လဲဆိုလို့ရှိရင် the team's failure အဲ့ဒါက team ရဲ့ failure ကြောင့်ပေါ့ဘာဖြစ်လို့လဲဆိုလို့ရှိရင် to meet the deadlines that caused the delays ဆိုတော့အဲ့ဒါ team ညောင်ဖြစ်သွားတာပေါ့ deadline ကိုမီရဲ့ဟာကိုမမီလိုက်တာ team ညောင်ဖြစ်သွားတာပေါ့အဲ့ဒါကြောင့် delay ဖြစ်သွားတာပေါ့ဆိုပြီးပြောလိုက်တာဒါကြောင့်ပေါ့အဲ့လိုမျိုးပြောတာဟုတ်တယ်အဲ့ဒါကြောင့်ပေါ့ဆိုပြီးသူပြောလိုက်တာဆိုတော့ပြောလို့ရှိရင်ဘယ်လိုခေါ်မလဲဆို it နဲ့စရမယ် it club ရဲ့စာကြောင်းတွေကအမြဲ it နဲ့စတယ်ဆိုတော့ဟုတ်တယ်လေအဲ့ဒါသူ့ကြောင့်ပေါ့ကျမတို့ဒီလိုမြန်မာလိုပြောမယ်ဆိုရင်ဟုတ်တယ်လေအဲ့ဒါသူ့ကြောင့်ပေါ့ဆိုတဲ့သဘောမျိုးပေါ့ဒါပေမဲ့ဒီနေရာမှာဟုတ်တယ်လေဆိုတာမပြောဘဲနဲ့သူ့ကြောင့်ပေါ့ဒီသဘောမျိုးပြောချင်တာအဲ့လိုမျိုးဖြစ်တဲ့ကြောင့် it was နဲ့စလိုက်တာပေါ့နော်ဆိုတော့ပြီးသွားပြီဆိုတော့ it was a team's failure to meet the deadline that caused the delay ဆိုပြီးပြောလိုက်တယ် okay ပြောချင်တဲ့ message ကတော့ဒါပဲ the team did not meet the deadline ဒါပေမဲ့ I နဲ့ negative inversion နဲ့ပြောလိုက်တဲ့အခါမှာတော့ not a single member of the team met the deadline ဖြစ်သွားတယ် eclipse နဲ့ပြောလိုက်တဲ့အခါမှာတော့ it was the team's failure to meet the deadline that caused the delay ဆိုပြီးဖြစ်သွားတယ်ပေါ့နော်ဆိုတော့ပြောရမယ်ဆိုလို့ရှိရင် eclipse ရဲ့ပုံစံကိုပြရမယ်ဆိုလို့ရှိရင်သူကနည်းနည်းတော့ဒီဇောင်းပေးပြီးတော့ဒီteam ရဲ့ failure ကိုပို့ပြီးတော့မြင်တောင်လို့ပြောတာပေါ့နော်ပြောရင်လည်းအဖြစ်တင်နေဆိုတဲ့ပုံစံမျိုးပြောရင်ပို့ပြီးတော့ပေါ်လွင်စေတဲ့ပုံစံမျိုးပေါ့ပေါ်လွင်စေခြင်းနေဆိုရင် eclipse နဲ့သုံးတာကောင်းတယ်ပေါ့ဒီသဘောမျိုးလေးပြောချင်တာဖြစ်ပါတယ်Okay ဒါဆိုကျွန်တော် number 2ကိုဆက်ကြည့်မယ် number 2ကဘာပြောရလဲဆိုရင် the software lacks
user friendly features ရှေ့ကစာကြောင်းလိုပဲပေါ့နော်ကျွန်တော်ဒီ software က lax ဖြစ်နေရပါ lax ဖြစ်နေလဲဆိုရင် user friendly features တွေသူမပါမနေဘူးပေါ့နော်ဒီသဘောမျိုးပြောချင်တယ်ဆိုတော့ဒါကိုကျွန်တော် negative inversion အနေနဲ့ပြောင်းလိုက်တဲ့အခါမှာဘယ်လိုဖြစ်သွားလဲဆိုရင် rarely does the software offer user friendly features တွေပြောလိုက်တယ်ကျွန်တော်ဆောနာပြောလို့ပဲ villain တယောက်ကလာပြီးပြောသွားတာပေါ့ rarely does the software offer user friendly features ဟာအဲ့လိုပုံမျိုးပေါ့မူကလည်းအဲ့လိုသွားမှာဟာ software လည်းစုပ်ပြဲနာပဲ user friendly features တွေပါဘူးပါမနေဘူးဒီသဘောမျိုးပြောလိုက်တာပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ပြောချင်တဲ့ information အတူတူပဲ software ဒီ user friendly ဖြစ်တဲ့ features တွေမပါပါဘူးဆိုရင်ဒါပုံမှန်ကြီးပဲစကားတဲတို့ကြီးပေါ့နော် information တစ်ခုအနေနဲ့ပဲသွားမယ်ဒါပေမဲ့ villain မှုသွင်းပြီးပြောလိုက်တဲ့ခါကျလို့ရှိရင်ဟာအဲ့လိုမျိုးပဲပါလာပေါ့ဒါကိုကျွန်တော် negative inversion လုပ်တယ်ပေါ့ဒါပေမဲ့ခံလိုက်ရတဲ့လူခံစားရတဲ့လူနားကြားလိုက်တဲ့လူရဲ့ခံစားချက်ကိုကြတော့ပုံမှန်တိုင်းပြောတာနဲ့မတူသူလေးနက်မှုပို့ပြီးတယ်ဒါလေးကိုသိစေချင်တာပေါ့နော် okay ဆိုတော့ဒါဆိုပြီးသွားရင်နောက်တစ်ခါကျတော့ it clef ဒါပဲ it clef နေနဲ့ပြောမယ်ဆိုလို့ရှိရင် it is ဆိုပြီးပြောတယ်ကျမတို့ရှေ့မှာပြောသလိုပဲ it နဲ့ပဲသူပြန်စားတယ်ဆိုတော့ it is the lack of user friendly features that makes the software difficult to use ဟုတ်တာပေါ့ကျမဆောနာပြောလို့ပေါ့အပြစ်တင်တယ်လို့သဘောမျိုးသွားတာပေါ့နော်သူကကြတော့နည်းနည်းဆန်တာပေါ့နော်ဒါကျမနားလေအောင်စီလေအောင်ပြပြနေတာပေါ့ဟုတ်တာပေါ့သူက user friendly features တွေလေဟုတ်တယ်အဲ့ဒီ software user friendly features တွေအဲ့ဒါတွေသူ့မှာမပါတော့ software ကိုတော့ခတ်စီတာပေါ့ဒါပေါ့ဒီလိုမျိုးသဘောမျိုးပေါ့ပြောရမယ်ဆိုရင် feeling ပြောလိုက်တာကိုထောက်ခံနေဆိုတဲ့သဘောမျိုးသွားရင်လည်းရတယ်ပေါ့နော်အဲ့ပုံစံမျိုးကိုသူက eclef နဲ့ပြောလို့ရတာပေါ့နော်ဟုတ်တာပေါ့ okay ဟုတ်တာပေါ့ဒါစီလုံးပြပြတာပေါ့နော် it is ပြီးတော့စပြလိုက်တာ user friendly features တွေလေတကယ်ပါပဲအဲ့ဒါ software ကိုခတ်အောင်သုံးတာခတ်အောင်လုပ်တာပေါ့ user friendly features တွေမှမပါပဲခတ်မှာပေါ့ဒီသဘောမျိုးပြောလိုက်တာသူကနည်းနည်းအားပြောတယ်ထောက်ခံတဲ့သဘောမှသွားတယ်ပေါ့နော်ဒါပေမဲ့သူကလည်း it is ဆိုတော့သူကဒီအမားကိုပေါ်လွင်အောင်ပြောတဲ့နေရာမှာသုံးဝင်တယ်ပေါ့နော်ဒါလေးသိကြည့်ခြင်းနဲ့ဆိုတော့သူပြောလိုက်တာကတော့ the software lacks user friendly features ဆိုတဲ့စာကြောင်းပဲဒါပေမဲ့ negative inversion ပြောင်းလိုက်တဲ့အခါမှာ rarely does the software offer user friendly features ဖြစ်သွားပြီးတော့ eclef ပြောင်းလိုက်တဲ့အခါမှာ it is the lack of user friendly features that makes the software difficult to use ဆိုပြီးတော့ဖြစ်သွားပါတယ် Okay, so number 3 သွားတယ် number 3ကကြောက်ပါပြောရလဲဆိုရင် the budget was not sufficient for the project ပြောချင်တာကတော့အတိတ်ပဲကတော့ the budget was not sufficient ဆိုတော့ပေးထားတဲ့ budget ဒီ budget ကလုံလောက်ဘူး for the project အတွက်ပေးထားတဲ့ budget ကမလုံလောက်ပါဘူးဒါ information လေး message လေးကဒါလေးပဲပေးလိုက်တာဒါပေမဲ့ဒါကို negative inversion ပြောလိုက်တဲ့အခါမှာ okay villain မှုသွင်းပြီ okay villain မှုကဝင်လာပြီဆိုတော့ under no circumstances was the budget sufficient for the project ဆိုပြောလိုက်တယ်အားနေပါနော်သူတို့အဓိကအပြင် budget ကမှမလုံလောက်တာအဲ့တော့ဘလို့အခြေအနေပဲဖြစ်ဖြစ် budget ကလုံးဝကိုမလုံလောက်နေဘူးအဲ့လိုပြောလိုက်တာပြောရမယ်ဆိုလို့ရှိရင်ဘလို့အခြေအနေပဲဖြစ်ဖြစ် budget ကလုံးဝမလုံလောက်နေတာဒီသဘောမျိုးအားကြီးနဲ့ပြောလိုက်တာပေါ့နော်ပြောရင်ခင်မို့မို့အေး mood ပေါ့နော်ခင်မို့မို့အေး mood သွင်းပြီးတော့ပြောလိုက်တာကိုပြောချင်တာပေါ့ပြောချင်တဲ့ message ကတော့ budget ဒီ project အတွက်လုံလောက်ခြင်းမရှိပါဒါပဲအားကြီးနဲ့ပြောမယ်ဆိုရင် under no circumstances was the budget sufficient for the project ဆိုပြီးတော့ပြောထားလိုက်တာ okay လို့မျိုးဖြစ်သွားတာပေါ့နော် okay ဒါဆိုတော့ eclef အနေနဲ့ပြောမယ်ဆိုရင်ပြောင်းပြောမယ်ဆိုရင်ဘာဖြစ်သွားမလဲဆိုလို့ရှိရင် it was the insufficient budget that hindered the project ဆိုပြီးတော့ပြောလို့ရပါတယ်သူက it နဲ့ပဲစရမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဘယ်လိုဖြစ်သွားမလဲဆိုလို့ရှိရင်မလုံလောက်တဲ့ budget ကသာလျှင်လုံးဝဒါကြောင့်ပေါ့အဲ့ဒါပေါ့ဟုတ်တာပေါ့မလုံလောက်တဲ့ budget ကမှမလုံလောက်တာ budget မလုံလောက်မှုကသာလျှင်project ကိုနောက်ကျစေတယ်အနှောက်အယှက်တွေဖြစ်စေတယ်ပေါ့ပြောရရင် project အတွက်ဒုက္ခရောက်သွားတာတိုင်ပတ်သွားတာက budget မှာမလုံလောက်တာဆိုတော့ budget မလုံလောက်တာကိုဇောင်းပေးပြီးပြောလိုက်တာညင်အောင်ပြောလိုက်တာပေါ့ဒီသဘောမျိုးဖြစ်သွားတယ်ပေါ့နော်ဆိုတော့အဓိကအပြင်ပြောချင်တဲ့ပုံမှန်တိုင်းပေးချင်တဲ့ message ကပြောရမယ်ဆိုရင် budget က sufficient မဖြစ်ပါဘူး project အတွက် budget က sufficient မဖြစ်ပါဘူးဒီသဘောနဲ့ပြောလိုက်တာပေါ့negative inversion နဲ့ပြောလိုက်မယ်ဆိုလို့ရှိရင်ဘလို့ချီနေပဲဖြစ်ဖြစ် budget ကလုံးဝလောက်ငါခြင်းမရှိဘူး
project တော့ကိုဘလုံးမလောက်ငါခြင်းမရှိခဲ့ဘူးဒီသဘောမျိုးပြောလိုက်တာပေါ့နော်မလောက်တာပဲသူကနည်းနည်းလေး drama ချိုးလိုက်တာဒီသဘောမျိုးပေါ့ဆိုတော့နောက်တစ်ခုကကျ A clef ကကျ it was the insufficient budget that hindered the project ကိုတိုင်ပတ်စီတာကဒီ insufficient budget ကြောင့်ပဲဖြစ်တယ်ဆိုပြီးတော့သူကပြောလိုက်တာဖြစ်တယ်ပေါ့နော် okay ဆိုတော့ပြပြပေးရမယ်ဆိုလို့ရှိရင်ပုံမှန်ပြောလိုက်တာ the budget was not sufficient for the project negative inversion နဲ့ပြောလိုက်တဲ့အခါမှာ under no circumstances was the budget sufficient for the project ဆိုပြီးပြောလိုက်တယ်နောက်တစ်ခါ A clef နဲ့ပြောမယ်ဆိုရင် it was the insufficient budget that hindered the project ဆိုပြီးတော့ပြောလိုက်ပါတယ် so ကျွန်တော် number 4ကိုကြည့်မယ်ဆိုရင် the management did not consider employee feedback ဆိုပြီးပြောထားတယ်ပြောချင်တဲ့ date ပဲ usually ပဲ management က employee feedback တွေကို consider မလုပ်ဘူးဒီသဘောပြောလိုက်တယ်ဒါအောင် negative inversion လုံးဝပြီးလိမ့်မှုကြီးသွင်းပြီးပြောမယ်ဆိုရင် at no point did the management consider employee feedback ဘယ်တုန်းကမှ management ကလေပြောရမယ်ဆိုရင် employee feedback ကိုဘယ်တော့မှမစဉ်းစားဘူးဘယ်တုန်းကမှမစဉ်းစားခဲ့ဘူးအားကြီးနေပေါ့ပြောတာပေါ့နော်ဒီသဘောမျိုးဖြစ်သွားတယ်အဲ့တော့ at no point did the management consider employee feedback ဆိုပြီးပြောလိုက်တယ်ပေါ့နော်နောက်တစ်ခါကျ A clef နဲ့ပြောလိုက်တော့ဘာဖြစ်သွားလဲဆိုလို့ရှင် it was the management's disregard for employee feedback that caused dissatisfaction ဆိုပြီးပြောထားတယ် it clef ဖြစ်တဲ့ကြောင့် it နဲ့ပဲစမယ်ထုံးစံတိုင်း it was အဲ့ဒါကဘာလို့ကြောင့်လဲဆိုရင် management ရဲ့ disregard ကြောင့်မလို့ for employee feedback နဲ့ပတ်သက်လို့ရှိရင် management ရဲ့ disregard သူတို့ပြောရင်တော့ကြည့်မဆိုင်လို့ပေါ့နော် that caused the dissatisfaction အဲ့ဒါကပဲဘာလို့ UTV ဖြစ်စေလဲဆိုလို့ရှိရင်စိတ်ကျေနပ်မှုမရရှိဘူးဆိုတာကိုဖြစ်စေတယ်ဒီလိုပြောလိုက်တာပြောရရင်သူကတော့ဇောင်းပေးတာ management ကအချိုးမပြေလို့ဒီပုံစံမျိုးပဲသူပြောမှာပဲ it နဲ့စပြီဆိုရင်ဒါပို့ပြီးတော့ဘယ်လိုခေါ်မလဲဇောင်းပေးခြင်းတဲ့ဟာတခုကိုဇောင်းပေးလိုက်တဲ့သဘောမျိုးဖြစ်တာပေါ့နော်ပို့ပြီးတော့မျက်လုံးထဲမှာမြင်သာစေရပေါ့နော်ဆိုတော့ပြောချင်တာကတော့ရိုးဆိုလို့ရှိရင် the management did not consider employee feedback ပဲဒါပေမဲ့ negative inversion နဲ့ပြောလိုက်ရင် at no point did the management consider employee feedback ဖြစ်သွားတယ် A clef နဲ့ပြောမယ်ဆိုရင် it was the management's disregard for employee feedback that caused dissatisfaction ဖြစ်သွားပါတယ် so number 5ကိုကြည့်မယ်ဆိုလို့ရှိရင် the training program did not improve productivity ပြောချင်တဲ့ message က usually ပဲဒီ training program ကဒီ productivity ကို improve မဖြစ်စေခဲ့ဘူးဒီလိုမျိုးလေးပဲပြလိုက်တာ negative inversion လာပြီ villain မှု drama ပါမယ်ဆိုရင် in no way did the training program improve productivity ပြောရမယ်ဆိုလို့ရှိရင် training program ကဘလို့နီးနဲ့မှ productivity ကို improve မဖြစ်စေခဲ့ဘူးနည်းနည်း drama ချိုးတာပေါ့ဒီသဘောမျိုးလေးဖြစ်သွားတယ်ဘလို့နီးနဲ့မှအားကြီးနဲ့ပြောပလိုက်တာပေါ့နော်အားကြီးနဲ့ပြောတာပို့ပြီးတော့လည်းလေးလေးနက်နက်ဖြစ်စေတယ်အားကြီးလည်းပါတယ် negative inversion ပဲ okay so နောက်တစ်ခါကျ A clef နဲ့ပြောမယ်ဆိုရင် it was the training program's failure that led to no improvement in productivity အဲ့ဒါပေါ့ဟုတ်တာပေါ့ဖြစ်သွားစီတာက training program ရဲ့အမှားပဲလေ training program ရဲ့ failure ပဲလေ that ဘာဖြစ်စီလဲဆိုလို့ရှိရင် led to no improvement in productivity မှာ improvement မရှိဘူးလေအဲ့လိုဖြစ်စီတာဘာကြောင့်လဲဆိုတော့တေးကြတာပေါ့အဲ့ဒါက training program ရဲ့ failure ပဲပေါ့ဆိုပြီးပြောချင်တာ training program ရဲ့အမှားပေါ့ဆိုပြီးတော့ပြောလိုက်တာဟုတ်တယ်လေ training program အသုံးမကြတာအဲ့တော့ productivity ကဘယ်လိုလုပ် improve ဖြစ်မလဲဒါကိုသူကလှလှလေးပြောလိုက်တာ it was a training program failure that led to no improvement in productivity ဆိုပြီးတော့ပြောလိုက်တာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဘယ်လိုဖြစ်သွားလဲဆိုလို့ရှိရင်ပြောချင်တဲ့ message ကရိုးရိုးလေးပဲ the training program did not improve productivity negative inversion နဲ့ပြောလိုက်တဲ့အခါမှာ in no way did the training program improve productivity ဆိုပြီးဖြစ်သွားတယ် A clef နဲ့ပြောလိုက်တဲ့အခါမှာ it was a training program's failure that led to no improvement in productivity ဆိုပြီးတော့ဖြစ်သွားပါတယ်ဆိုတော့ဒီသင်ခန်းစာလေးလာပြီးသွားတဲ့အခါမှာဘယ်လိုလဲဆိုလို့ရင်ကျွန်တော်ပြောတာတော့ရိုးရိုးလေးပဲဒါပေမဲ့လေးနက်မှုကိုပြောင်းအောင်လုပ်လို့ရတယ်ဒါတွေကိုပို့ပြီးတော့လေးလာတာတိလာလေးကိုယ့်ရဲ့ဒီစကားပြောတဲ့အခါမှာပို့ပြီး professional ဆန်ဆန်ပြောတတ်လာလေးဖြစ်လိမ့်မယ်ဒါလေးကိုကျွန်မပြောချင်တယ်ဆိုတော့ဒီနေရာမှာကြည့်ရမှာက writing exercise လေးကျွန်တော်တို့ကြည့်မယ်ပေါ့နော် elevating sentences with inversion and clef ဆိုပြီးကျွန်တော်တို့ဒါလေးလုပ်စီခြင်းနဲ့ဆိုတော့ task အနေနဲ့ပြောရမယ်ဆိုလို့ရှိရင် transform each sentence using ဆိုတော့စာကြောင်းတွေကိုပုံစံပြောင်းပြတော့မယ်เนาะဆိုတော့ဘာသုံးလဲဆိုကျွန်တော်တို့ရှင်းမလေးလာခဲ့ရတယ်လို့ပဲ negative inversion နဲ့ပြောမယ်ဆိုတော့ပို့ပြီးတော့ more formal ဖြစ်စေတယ် emphatic ဖြစ်စေတယ်ပေါ့နော်ဆိုတော့စာကြောင်းတွေကိုကျွန်တော်တို့ negative inversion ပြောင်းမယ်နောက်တစ်ခုက A clef ပြောင်းမယ်ဆိုတော့ဒါကြောင့် to focus emphasize one part အပိုင်းတစ်ပိုင်းအောင်ပို့ပြီးတော့ emphasize ဖြစ်စေတယ်ပို့ပြီးတော့လေးနဲ့ဖြစ်စေတယ်ဆိုတဲ့ပုံစံမျိုးသွားမယ်ဆိုတော့စာကြောင်းတွေကိုကျွန်တော်တို့ negative inversion ပြောင်းမယ် A clef ပြောင်းမယ်ဒါလေးလုပ်ကြည့်မယ် okay
So now let's go to a quick reflection လေးကျွန်တော်သွားမယ်ဆိုရင် which version sounds more formal and powerful ဘယ် version နဲ့ကျွန်တော်ပြောတာကပို့ပြီးတော့ formal ဖြစ်စေလေပို့ပြီးတော့ powerful ဖြစ်တယ်လို့ခံစားစေရလေဒါလေးကိုချင်းမေးခြင်းနဲ့နောက်တစ်ခါကျတော့ how does inversion change the tone ကျွန်တော် inversion ပြောင်းလိုက်တဲ့အခါမှာ tone ကဘယ်လိုပြောင်းသွားလဲဒါလေးကိုတစ်ချက်တွေးကြည့်စေခြင်းနဲ့ပေါ့နော်နောက်တစ်ခါကျတော့ what does the cleft sentence highlight ဆိုတော့ကျွန်တော်တို့ဒီ cleft sentence တွေလေးလုပ်တဲ့အခါမှာဒီလိုမျိုးပြောတဲ့ခါကြလို့ရှိရင်လေဒီ cleft sentence ကဘာကို highlight ဖြစ်စေလဲဒါလေးကိုလေ့လာပြီးသွားတဲ့အခါမှာကိုယ့်ဘာသာကိုမေးကြည့်ပါဘယ်လိုခံစားရလဲဒါလေးကိုတစ်ချက် try စီချင်ပါတယ်ဆိုတော့လေကျမတို့ကစာကြောင်းတစ်ခုကိုတွေ့တဲ့အခါမှာကျမ negative inversion ပြောင်းမယ်နောက်ပြီးသွားတဲ့အခါကြလို့ရှိရင်ကျမတို့ကဒီ a clef နဲ့ပြောင်းတာလေးတွေကိုကျမတို့လေ့ကျင့်ခန်းလေးလိုက်ပြီးတော့ကိုယ့်ဘာသာကိုလုပ်ကြည့်ဖို့အတွက်ကျမပြောချင်တယ်ပေါ့နော်ဒါပို့ပြီးတော့ထောက်ကူပြုလိမ့်မယ်ပြီးသွားတဲ့အခါကြလို့ရှိရင်နောက်ထပ်သင်ခန်းစာတွေမှာကျမတို့ကဒီ sentence တစ်ခုကိုပဲပုံစံမျိုးဘယ်လိုပြောင်းပြီးတော့ပြောလို့ရလဲဆိုတာလေးတွေကိုလေ့လာမှာပဲဖြစ်ပါတယ်ဒါနောက်ထပ်သင်ခန်းစာဗီဒီယိုတွေမှာတင်ပေးသွားမှာဖြစ်ပါတယ်